new season မှာပြောင်းသွားမယ့် achievement system 5 ချက်ပထမတစ်ခုက design အခုလက်ရှိမှာမြင်နေတဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ပုံစံအသစ်တစ်မျိုးနဲ့ developer တွေရဲ့ပြန်လည်ပြင်ဆင်ထားပါတယ်ပြီးတော့ဒုတိယတစ်ခုအနေနဲ့က feature အသစ်အနေနဲ့ကိုယ့်ရဲ့ achievement ကိုလက်ရှိမှာလိုမျိုး server ranking နဲ့မဟုတ်ဘဲနဲ့ global ranking ဖြစ် upgrade လုပ်ပေးထားတာပါဆိုတော့ဒီကမ္ဘာလုံး player တွေနဲ့ရှင်ပြိုင်နိုင်မှာပါတတိယတစ်ခုကတော့ဒီ achievement system revamp မှာပဲပါလာတာပါဒါကတော့ကိုကျွမ်းကျင်တဲ့ role တစ်ခုစီအတွက် level 0ကနေ level 9 ထိရောက်အောင်ဆော့မှာဖြစ်ပြီးတော့တကယ်လို့ level 9ကိုရောက်မှဆိုရင် in game profile မှာ role တစ်ခုစီကိုပေးထားတဲ့နာမည်လေးနဲ့ကို role တွဲပြီးပြပေးထားမှာပါပြီးတော့လေတယောက်ယောက်ကပိုင်းဒါကိုမြင်နေမှာဆိုတော့ဒီဘက် EAB lane provider ဆိုပြီးထင်မဲ့အထိအမိုက်စား achievement ဖြစ်ပါတယ်၄ချက်မြောက်ကတော့ achievement level ကိုလက်ရှိ100ကနေ120အထိကိုတိုးမြင့်ပေးထားသလို limited achievement အဖြစ်အချိန်အကန့်အသတ်နဲ့လောမယ့်ပုံစံမျိုးတွေပါပေါင်းလာမှာပါနောက်ဆုံးအနေနဲ့ကိုဆော့တဲ့ role က level 9ကိုရောက်ခဲ့မယ်ဆိုရင်အဲ role တွေရဲ့ level လိုက် mindset design effect တွေကို in game မှာပြပြီးကျွဲလို့ရပါမယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲကျွန်တော်အကောင့်လေးတွေ follow လုပ်ခဲ့ပါအောင် epic glory မှာ၄လောက် run soy လွေနဲ့လေးကင်းဝေးကြပါစီဗျ